下一个叫做 p ကိုဘယ်လိုမျိုးအတန်ထွက်မလဲဆိုတော့ pour ဟုတ်ပြီနော်ဆိုတော့ p ကကျတော့သူကဖောက်ထုတ်အတန်လေးထွက်မယ်နော် p ဖောက်ထုတ်အတန်ဆိုတော့နောက်တစ်ခုကြည့်ကြည့်အောင်နောက်တစ်ခုကကျတော့ m ကကျတော့ဘယ်လိုအတန်ထွက်မလဲဆိုတော့ more ဟုတ်ပြီနော်ဆိုတော့သူကလည်းဒီဟာကျတော့ဒီအပိုင်းမှာကျတော့အတန်ထွက်ကမခက်ဘူးဆိုတော့ပါးစပ်ကလေးကိုဖွင့်ပြီးအဲ့လိုမျိုးလေးဆိုလိုက်ရုံပဲဆိုတော့ pour 可以吗？好，可以的话，我们继续。下一个是 F ကိုမျိုး F ကိုဘယ်လိုထွက်မလဲဆိုတော့အတန်ကကျတော့ for ဟုတ်ပြီနော်သူကခဏက P ကကျတော့ for ဆိုပြီးတော့ထွက်တယ်ဒါက for သူက F အတန်လေးထွက်လာမှာပေါ့နော်ဆိုတော့သူက for ဟုတ်ပြီနော်ဆိုတော့ခဏဟာကျတော့ for ဒါက for 好ဒါဆိုရင်ဒီဟာရတယ်ဆိုရင်ဒီလေးလုံးလုံးကိုပေါင်းပြီးတော့ဆိုကြည့်ကြည့်အောင်နော် pour 可以吗？好，可以的话，我们继续。